တော်ပြင်းနေများဒီမြောက်တက်လာပြီးပြုံးမကြနေတော့နော်ဒီတစ်ခါမှတော့မြောက်တကုံမှာနေတဲ့တဲုံလေးပွင့်ဝိရီတင်းလေးအတွက်ကိုမမဝိုင်ကစကူ2ခေါက်ခတ်ပေးမှာပါတဲုံလေးရေ match 3ရက်နေ့မှာကြာရောက်မယ်ရှင်းနေပြည့်မွေးနေ့အတွက်ကိုမွေးနေ့ surprise နေနဲ့တဲုံလေးရဲ့အမကစကူခတ်ခိုင်းထားတာပါတဲုံလေးရေမွေးနေ့မှာပျော်ရွှင်ပါစေပြောစကားတွေလည်းဒီထက်ပိုပြီးတော့နားထောင်ပေးပါဦးညီမလေးရေတဲ့ယနေ့ကြာရောက်တဲ့မွေးနေ့မှာစာအကျမ်းမာချမ်းသာပြီးဘဝခရီးတစ်လျှောက်မှာကောင်းသောသူတွေနဲ့သာကြုံတွေ့ရပါစေပညာတတ်ကြီးဖြစ်ပါစေဆိုပြီးတော့အရန်ချရတဲ့အမကတဲတုံးလေးအတွက်ကိုမွေးနေ့စုမုံကောင်းလေးလည်းတောင်းတာပေးပါတယ်မမဝိုင်းစကူလေးစပြီးတော့ခတ်တော့မယ် blind box topping လေးထည့်လိုက်ပြီမမဝိုင်း2ခေါက်စပြီးတော့ခတ်တော့မယ် first ကူပါဟိုအောက်ကနေပြီးတော့မမဝိုင်းခတ်လိုက်ပါမယ်ဟိုဝါအများကြီးပဲ၄ခုတောင်ပါတယ်နောက်တစ်စုံမှာတဲတုံးလေးရင်နောက်တစ်စုံဗာလေးတွေပါမလဲတော်ပြင်းနေများဒီမြောက်တက်လာပြီးပြုံးမကြနေတော့နော်ဟုတ်ရှူဝါအများကြီးပဲပါတယ်ဗာပစ္စည်းလေးတွေလည်းတူတူထည့်ကြမယ်ပထမအဆုံးကကြတော့ slime လေးတစ်ခုပါပါတယ်နောက် tattoo sticker ဒါလေးကကြတော့ချက်ခေါက်ကလေးထည့်ပေးမယ်ဒီ topping လေးကကြတော့ mechanical pan လေးပါ slime လေးက green လေးတစ်ခု tattoo sticker လေးရတစ်ခုချက်ခေါက်ကလေးရကြတော့ဒီမှာခရိုမီလေးထည့်ပေးမယ် mechanical pan လေးကဒါလေးထည့်ပေးလိုက်မယ်ဒီ topping လေးရကြတော့2ခုပါတယ် mini shabana သို့မဟုတ်ရွှေတဲ့ကတ်ကလေးထည့်ပေးမယ်ဒါလေးရကြတော့ notepad notebook keychain topping လေးတွေပါမမဝိုင်းလာတာလေးရွေးထည့်ပေးမယ်နောက် notebook ကမမဝိုင်းပထမဦးဆုံး notebook ကကပိပါရာလေးထည့်ပေးမယ် notepad ကိုကြတော့ဒါလေး baby 3လေးထည့်ပေးလိုက်မယ်၄ခုတော်ပင်ပါတော့မဝိုင်းနောက်တစ်ခုကိုဒါလေးလာတယ်ဒါလေးတစ်ခု eraser လေးတစ်ခုထည့်ပေးလိုက်မယ် sharpener လေးနဲ့နောက်တစ်ခုကိုကြတော့ tan color pen လေးထည့်ပေးလိုက်မယ်ကဲတဲတုံးလေးဘာရသွားလဲဖြတ်ကြည့်မယ်1 2 3 4 5 6 7 8 9 10တဲအောင်လေးပွင့်ဝရီသိင်းရေ item 10မျိုးလောက်မှရတယ်နော်မိနစ်မှာပျော်ရွှင်ပါစေမမဝိုင်းရလဲအရင်ချစ်တယ် bye bye